ဘာဖြစ်လာပြန်ပြီလဲ ထုံးစံနာတော့ရမ်းဖြစ်နေတာဘာဒီတော့တကယ်ပြက်ပြီပဲ ပြောပါတယ်ငါနေကိုအကောင်နေပေါ်မှာမကောင်းဘူးလို့နော်နေကတန်းနဲ့ဆွဲဖြစ်နေတာမာနေကိုဘယ်သွားဘာလို့မြင်းတဲ့ပြဿနာရှာပြီးတော့မာရန်လူနေတဲ့အကောင်အခုတော့နင်တို့ပြက်ပြီလားအပူနဲ့နော်ငါတငယ်ချင်းကောင်လေးတွေကနင်တို့ငါမိတ်ဆက်ပေးမယ်အဲ့လိုကောင်နေဝဲလိုက်တော့ဆက်ပြီး ပြောပါလေပြီးရပဲအဲ့ဆို ဘာလဲ ဒါပဲ ဟွန်းဘာဖြစ်လဲငါချက်ချင်းမလေးပြက်ပြီးဘာညာနဲ့ဘာပြောလို့လဲ ပြန်ချောက်တာပါဒီလိုပါပဲလက်ဆောင်ပို့ပေးမယ်တဲ့ ဘာလဲဆောင်ရုပ်လားပန်းစီလား ဦးလေးတခုခုပေါ့ စိတ်ကြတော့ဒီစိတ်ကလည်းပြန်ချော်နေရတယ်ဒီကလည်းငါအဲ့ပုံရှိုးနေနော်ကောင်က ဆောင်းလိုက်တော့ ရိုးရိုးလက်ဆောင်မဟုတ်ပဲတိတ်ထိစုကြည့်ပေးနိုင်တဲ့အခွင့်အရေးမို့အခုပဲထီလက်မှတ်ဝယ်ယူပြီးချစ်ရသူတွေကိုထီလက်မှတ်လက်ဆောင်ပေးလိုက်ကြစို့